ကဲမတ်ကျွေတို့မတ်ရွှေတို့ဒီဘက်ကိုလာပွဲရှိတယ်ပြုတ်ပြပေးမယ်နော်အဲ့တော့အခုဆိုလို့ရှိရင်ညာတော့ဆိုလို့ရှိရင်ဒါ influencer တယောက်ပေါ့နော်တကယ်လဲအရန်ကိုမှရွှေလိုဝင်းပြီးပြောင်းနေတယ်ပေါင်တာနဲ့ make up လေးကြော်ညာလိုက်တာပေါ့နော်ကျမတို့ဒီဒိုတာပေါ့နော် BB brand ကပဲကျွေ make up ကပဲ့ကန်ရှင်ကိုယ်တိုင်ကပဲတကယ်ကိုရွှေရောင်တဝင်းဝင်းနဲ့ရွှေ make up ဆက်ပြီးထုတ်လုပ်လိုက်တာအရန် make up ကလေးကပေါက်သွားတယ်ဝဲကြတယ်မေးကြတယ်ဒီနေ့တနေ့လုံးဒါကတော့ကျမဒါကိုရောင်းလာတာ3နှစ်ကျော်4နှစ်ရှိပြီမြန်မာနိုင်ငံရဲ့ပထမဦးဆုံးကျွေပလဲပေါင်တာလေးပါဝင်တဲ့ကျွေပါရှင်ကဲအဲ့တော့ကျွေကကြတော့သူက liquid အရေးလေးနည်းနည်းကျဲပါတယ်ရှင်ကဲလာပြီးရွှေကကြတော့သူက matte type ပုံစံမျိုးလေးဖြစ်ပါတယ်ဝါဝင်းလေးနဲ့သူက heavy ပွက်တက်လို့ကိုသွားတယ်ပြီးတော့ဒါဆိုလို့ရှိရင်လုံးဝရွှေ make up နဲ့လိမ့်ထားတာပါဖြစ်ပါတယ်ရှင်ရွှေ make up ကကြတော့ဝင်းတဲ့ဘက်ကိုသွားတယ်အရန်ကိုမှရွှေရောင်တန်းနဲ့ပေါင်တာလေးကိုပါလေးနဲ့ဆရာကြပေါင်တာပုတ်တယ်ဒီမှာကြည့်ပေါင်တာပုတ်ထားမှမသိရပဲနဲ့တိတ်လေးနဲ့ smooth ရဲ့ effect ကိုရတယ်ဒါကကြချွေးပေါက်ကလေးတွေပိတ်ပြီး smooth စေတဲ့ပေါင်တာအဲ့တော့ကဲဒီ make up ကိုအရင်ပြောပြပေးမယ်အဲ့တော့ तू ကကြတော့1 2 3ဆိုပြီးတော့ तू က color 3ရောင်လာတယ်ကဲအဲ့တော့ပြောပြပေးမယ်ဒီမှာကြည့် number 3ကိုမှ तू ကကြတော့ဒါကရွှေ तू ကရွှေကိုမှနည်းနည်းပြစ်တဲ့ဘက်ကိုပါတယ်ကွယ် तू ကပြစ်တဲ့ဘက်ကိုသွားတယ်ဒီမှာလှလေးလိမ့်ထားတာ2မျိုးတယ်ဒီမှာကြည့် तू ကပြစ်တဲ့ဘက်ကိုသွားတယ်သူ့ရဲ့ type ကလေးကကြတော့ပြောင်ဝင်းလင်းလေးနဲ့ပြစ်ခက်ပြစ်နှစ်ပေါ့ရှင်ကဲအဲ့တော့ဒါနံပါတ်3ချင်းတူပေါ့နော်ဒီဟာလဲနံပါတ်3ဟိုဟာလဲနံပါတ်3ဆန်းပြပေးမှာဖြစ်ပါတယ်ရှင်ကဲဒါတော့မူလပထမဒီမှာအရေးလေးတက်ကျဲပါတယ်မူလပထမဦးဆုံးကျွေ make up ဒီမှာကြည့်အဲ့တော့ဒါဒီဘက်ကကျွေ make up ဒီဘက်ကရွှေ make up သူကကြတော့အဝါအောင်မှလုံးဝအဝါလင်းလေးဒီမှာကြည့်အဲ့တော့ကျွေနဲ့ရွှေဒါအဝါအောင်မှတက်နှခါဝါလေးဒါအဝါလင်းလေးအဲ့တော့မင်္ဂလာဓမ္မကြီးဒါကတော့ရွှေလေးကိုစပြီးပုတ်ပြဖြစ်ပါတယ်ဓမ္မကြီးရွှေလေးကလည်းပုတ်လိုက်ရင်အသားတဲ့ဟိုဝင်းလေးနဲ့တင်းလေးနဲ့စမှုပြီးတော့လုံးဝတိတ်ကလေးဖြစ်သွားတယ်ဒါကတော့ကျွေရကြတော့ तू ကတော့သိရမလားဘလင်းလက်ထအမျိုးသမီး तू ကကြတော့မှလိမ့်လာပြီဆိုတာနဲ့လက်ထ तू ကအရင်နည်းနည်းကျဲတယ်ပေါင်ဟို liquid type ဖြစ်တဲ့အတွက် तू ကအသားပေါင်နာမုံလေးတွေပါဝင်ပြီးသားဖြစ်တဲ့အတွက်နည်းနည်းလေးတော့ तू ကအချိန်ပေးပြီးပုတ်ထည့်လေးပို့ပြီးတော့ပြောင်းတဲ့ဂလိုးဖက်ကိုရလေဒါကတော့ရွှေဒီဘက်ကရွှေဒီဘက်ကကျွေအဲ့တော့ရွှေကြိုက်လားကျွေကြိုက်လားကြိုက်နေတဲ့ရအောင်ရွေးချယ်လို့ရတယ်ဒါကရွှေလင်းလေးကဒါကကျွေရကြတော့လုံးဝ heavy လို့ဘက်ကိုသွားတဲ့လူတွေမတိုက်ကလေးဒီမှာကြည့် make up ကိုဟိုဘယ်လိုပြောပွဲတက်လို့ပြင်ဆင်တဲ့လူတွေတော်တော်လေးပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့ကျွေလားရွှေလားရိုက်ရွေးလို့ရပါတယ်အမျိုးစုံက3000ခွဲရွှေရတော့ပို့တန်နေတာဆိုတာက तू ကခုမှစထုတ်တာစပစ္စည်းအဲ့တော့တန်လဲတန်ကောင်းလဲကောင်းအဲ့တော့တစ်ခုစလုံးကတော့ကျွေကြိုက်တဲ့ तू ကကျွေ3ပါးရွှေကြိုက်တဲ့ तू ကရွှေ3ပါးဒီဘက်ကရွှေဒီဘက်ကကျွေအဲ့တော့ကြိုက်တာလေးမှာယူအားပေးလို့ရပါတယ်2မျိုးလုံးကျမရှိမှာရနေပါပြီရှင့်